ဒီတန်းစလိုက်ရအောင်ဒီတန်းမှာလေးလာမယ့်အကြောင်းအရာကတော့ capital expenditure နဲ့ revenue expenditure ဆိုတဲ့အကြောင်းပါ capital expenditure ဆိုတာဘာလဲဆိုရင်ကိုယခုအသုံးပြုလိုက်တဲ့ကုန်ကျစရိတ်တစ်ခုဟာယခုနှစ်အတွက်သာမကနောက်အနာဂတ်နှစ်ပေါင်းများစွာအတွက်အကျိုးကျေးဇူးဖြစ်ထွန်းစေရဆိုရင်ဒါ capital expenditure ပါကိုကုန်လိုက်တဲ့ expense ကဒီနှစ်တစ်နှစ်တည်းအတွက်ပဲအကျိုးကျေးဇူးဖြစ်ထွန်းစေရဆိုရင်တော့သူက revenue expenditure ပါ capital expenditure ဆိုတာလုပ်ငန်းရဲ့ asset တန်ဖိုးကိုတိုးစေတဲ့ကုန်ကျစရိတ်တွေပါအစာအုပ်တစ်ခုကိုစောက်လိုက်ရင်လည်း capital expenditure ပါအစာအုပ်တစ်ခုကိုဝယ်ရဆိုရင်တစ်လုံးတစ်ခဲရဲကုန်သွားမယ်ဝယ်တာမဟုတ်ပဲနဲ့ကိုယ်တိုင်တိစောက်မယ်10လကြာရဲဆိုပါစို့နေ့တိုင်းလတိုင်းမှာအဲ့ဒီအစာအုပ်တိစောက်စရိတ်ဆိုတာရှိနေမှာပါအဲ့ဒီအစာအုပ်ဖို့အတွက်ကုန်နေတဲ့ကုန်ကျစရိတ်တွေဟာ profit and loss ကိုတွားပြီးတော့ expense အဖြစ်ပြလို့မရပါဘူးအဲ့ဒီအစာအုပ်ရဲ့တန်ဖိုးထဲမှာပေါင်းထည့်ပြရမှာပါဒီလိုကာလများစွာအကျိုးကျေးဇူးဖြစ်ထွန်းစေမယ်ဆိုရင် capital expenditure လို့သတ်မှတ်ပြီးတော့ fixed asset လို့စာရင်းသွင်းပေးရမှာဖြစ်ပါတယ်ဝန်ထမ်းလစာတွေမီတာခတွေဒါတွေကတော့ယခုကာလတစ်နှစ်လောက်အတွက်ပဲအကျိုးရှိတယ်ဒါဆိုရင်တော့သူတို့က profit and loss account မှာပြပေးရမယ် expense အဲ့ဒီ expense တွေက revenue expenditure ဖြစ်ပါတယ်ဒါဆိုရင် capital expenditure လို့ယူဆပြီးတော့ assets အဖြစ်မှတ်တမ်းရေးသွင်းမယ်ဆိုရင်မရှင်းဝယ်ရဆိုပါစို့300မရှင်းအကောင့်မှာ debit ပတ်စံထွက်သွားလို့ cash account မှာ credit ဒီမရှင်းတန်ဖိုး300သည်လုပ်ငန်းရဲ့ profit and loss ရာ expense တွေကိုဓာတ်ရိုက်ဝင်လို့မရပါဘူး fixed asset အနေနဲ့အရင်စီးရင်သွင်းပေးရပါတယ်ပြီးမှ depreciation တွက်ပြီးတော့ expense ဖြစ်ပြန်ပြရမှာဖြစ်ပါတယ် revenue expenditure ကတော့ယခုကာလတစ်နှစ်လောက်အတွက်ပဲအကျိုးကျေးဇူးဖြစ်ထွန်းစေတဲ့ expense တွေဆိုရင် revenue expenditure ပါဥပမာနှိုင်းယှဉ်ပြီးခွဲပြမယ်ဆိုရင်အစာအုပ်တစ်ခုကိုတိစောက်တဲ့စရိတ်သည် capital expenditure အဲ့ဒီအစာအုပ်ကိုပြုပြင်မွမ်းမံတဲ့အနေနဲ့ဆေးတုပ်မယ်ဆိုပါစို့အဲ့ဒီတုပ်ထားတဲ့ဆေးသည်ကာလတစ်နှစ်လောက်အတွက်ပဲခံမယ်ဒါဆိုရင်သူ့ကိုက revenue expenditure မှာပြပြီးတော့ expense အဖြစ်ပြလို့ရပါတယ် revenue expenditure ရဲ့ဥပမာတွေကမီတာခတွေဝန်ထမ်းလစာတွေငှားရမ်းခတွေအာမခံကြေးတွေအဲ့လိုမျိုးကာလတစ်နှစ်အတွက်ပဲအသုံးဝင်တဲ့အကျိုးကျေးဇူးဖြစ်ထွန်းစေတဲ့ expense တွေက revenue expenditure ဖြစ်ပြပြီးတော့ profit and loss account မှာ expense အဖြစ်စာရင်းရေးသွင်းပေးရမှာဖြစ်ပါတယ်။ဝန်ထမ်းလစာပေးရဆိုပါစို့လစာဆိုတဲ့ expense မှာ debit ပတ်စံထွက်သွားလို့ cash မှာ credit capital expenditure လား revenue expenditure လားသိချင်နေဆိုရင်အဓိကမေးရမယ့်မေးခွန်းတစ်ခုလေးပဲရှိပါတယ်။အဲ့ဒါကယခုကာလအတွက်အကျိုးကျေးဇူးဖြစ်ထွန်းစေရလားကာလများစွာအတွက်အကျိုးကျေးဇူးဖြစ်ထွန်းစေရလားဒီကုန်ကျစရိတ်သည် assets အသစ်တစ်ခုကိုဖန်တီးပေးတယ်ကာလများစွာအတွက်အကျိုးကျေးဇူးဖြစ်ထွန်းစေရဆိုရင်တော့ capital expenditure fixed asset အဖြစ်ကင်တွယ်ရပါမယ်ကာလများစွာအတွက်အကျိုးကျေးဇူးဖြစ်ထွန်းစေရမဟုတ်ဘဲနဲ့ယခုတစ်နှစ်လောက်အတွက်ပဲအကျိုးကျေးဇူးဖြစ်ထွန်းစေတယ် assets အသစ်တစ်ခုကိုဖန်တီးပေးတာမျိုးမဟုတ်ဘူးဆိုရင်တော့ revenue expenditure အဖြစ်စာရင်းသွင်းပေးရပါမယ်ဒီအသုံးစရိတ်ကြောင့် assets အသစ်ကိုဖန်တီးပေးရတော့မဟုတ်ဘူးဒီ assets ရဲ့သက်တမ်းကိုတိုးသွားစေတယ်ဒါဆိုရင် capital expenditure ပါဒီ asset ရဲ့တက်တန်းကိုမတိုးစေဘူးဒီတိုင်းပဲဆိုရင်တော့အဲ့ဒါဒီ revenue expenditure ပါဥပမာအိမ်ဆေးတုပ်လိုက်လို့ asset ရဲ့တက်တန်းတိုးမသွားဘူးဒါဆိုရင်တော့အဲ့ဒါဒီ revenue expenditure ပါဒီအသုံးစရိတ်ကနေရလာမယ့်အကျိုးကျေးဇူးကတစ်နှစ်ထက်ကျော်လားကျော်တယ်ဆိုရင် yes ဆိုရင်အဲ့ဒါ capital expenditure ပါမကျော်ဘူးဆိုရင်တော့ revenue expenditure ပါဥပမာကားတစ်စီးကိုဝယ်လိုက်တယ်ဆိုပါစို့ကားဝယ်လိုက်တာဆိုရင်ဒါအကျိုးကျေးဇူးများစွာဖြစ်ထွန်းစေတယ်သူက capital expenditure ကားအင်ဂျင်လေးလိုက်တယ်ပေါ့ဒါဆိုအဲ့ကားအင်ဂျင်လေးလိုက်တာဒီနှစ်ရှည်ခံမယ်တစ်နှစ်ထက်ပိုခံမယ်ဒါဆိုသူ့ကို capital expenditure ဖြစ်ပြပြီးတော့ဒီကားတန်ဖိုးမှာပေါင်းထည့်ပြီး depreciation တွက်ပေးရမယ် fixed asset ကဲ့သို့ကင်တွယ်ရမယ်မဟုတ်ဘဲနဲ့ကားနဲ့ပတ်သက်တဲ့အင်ဂျင်ဝိုင်လဲတာမျိုးဒါဆိုရင်တော့သူကကားရဲ့သက်တမ်းကိုမတိုးစေဘူးဒါဆိုသူ့ကိုက capital expenditure လို့သတ်မှတ်လို့မရအောင်ဒါဆို revenue expenditure ဖြစ်တဲ့ profit and loss မှာကား engine wine လဲတဲ့ expense ကို expense အဖြစ်ရှင်းသွင်းပေးရမှာဖြစ်ပါတယ်။မှတ်မိလွယ်အောင်မှတ်မယ်ဆိုရင် assets အသစ်ဖန်တီးရဆိုရင် capital expenditure assets ရဲ့သက်တမ်းကိုတိုးစေရဆိုရင် capital expenditure assets ကိုပိုကောင်းအောင်လို့ upgrade လုပ်တာဆိုရင် capital expenditure assets ကိုပုံမှန်ထိန်းသိမ်းတာဆိုရင် revenue expenditure နေ့စဉ်လုပ်ငန်းလည်ပတ်စရိတ်ဆိုရင် revenue expenditureအခုပြောသွားတဲ့ capital expenditure နဲ့ revenue expenditure ခွဲရသည်အခြေခံကြတယ်ဒါပေမဲ့အများကြီးအသုံးဝင်တယ်လုပ်ငန်းမှာဈေးတစ်ခုကို
capital expenditure နဲ့ revenue expenditure မှားပြီးသွင်းမိမယ်ဆိုရင်လုပ်ငန်းရဲ့ profit ကိုလည်းအများကြီးထိခိုက်စေမှာဖြစ်တယ်။ဒါကြောင့်မလို့ဒီ video လေးကမိတ်ဆွေတွေအတွက်အကျိုးရှိမယ်လို့ယုံကြည်ပါတယ်။အခုပြောနေတဲ့ capital expenditure နဲ့ဆက်ဆက်ပြီးတော့ fixed asset နဲ့ depreciation ရဲ့ကန့်တွယ်ပုံကိုပို့ပြီးတော့အသေးစိတ်ရှင်းပြပေးပါမယ်။မနေ့ကရှင်းပြပေးခဲ့တာက double entry adjustment တွေနဲ့ရှင်းပြပေးခဲ့တာဖြစ်ပြီးတော့ဒီနေ့ရှင်းပြပေးမှာကတော့ depreciation နဲ့ပတ်သက်လို့အသေးစိတ်ကန့်တွယ်ပုံfixed asset နဲ့ပတ်သက်လို့အသေးစိတ်ကန့်တွယ်ပုံကိုရှင်းပြသွားမှာဖြစ်ပါတယ်။ဥပမာမရှင်းဝယ်ရဲဆိုပါစို့မရှင်းရဲ့တန်ဖိုးသူ့ရဲ့တန်ဖိုးကိုငွေရင်းတန်ဖိုးကို cost လို့ခေါ်တယ်။ငွေရင်းတန်ဖိုး3000နဲ့ဝယ်လိုက်တယ်။သူ့ရဲ့သက်တမ်း life က10နှစ်။ဒါဆိုရင်နှစ်စဉ် depreciation ကိုတူညီစွာပြမယ်ဆိုရင်တစ်နှစ်ရဲ့ depreciation ဘယ်လောက်လဲသိချင်ရင်စုစုပေါင်းငွေရင်းတန်ဖိုးကိုဒီသက်တမ်း10နှစ်နဲ့စာဒါဆိုတစ်နှစ်ကို100 300ဟောနှစ်စဉ် expense ပြမှာဒီတစ်နှစ်ကို100 year 1မှာလည်း100 year 2မှာလည်း100 year 3မှာလည်း100စဝယ်တဲ့နှစ်ကစပြီးတော့ year 10ရောက်တဲ့အထိနှစ်စဉ်300 expense ပြမှာဖြစ်ပါတယ်ဒီ expense ဒီနှစ်စဉ် outflow တော့ဖြစ်မနေဘူး year 1မှာတော့သူဒီပတ်စံထွက်သွားတယ် outflow ဘယ်လောက်လဲဆိုရင်1000ဒါပေမဲ့ expense ပြတာဒီ1000မဟုတ်ပါဘူး100ပဲပြတာပါဒါဆိုရင်ဒုတိယနှစ်ဖြစ်တဲ့ year 2ကိုစဉ်းစားမယ်ဆိုရင် year 2မှာ outflow လုံးဝမရှိပါဘူးဒါပေမဲ့ expense အနေနဲ့100ပြမှာဖြစ်ပါတယ်ဒါကြောင့်မလို့ပထမနှစ်မှာ outflow က3000ထွက်တယ် expense ကတော့100ပဲပြတယ်ဒုတိယနှစ်မှာလည်း expense 100တတိယနှစ်မှာလည်း expense 100 expense ဒီနှစ်စဉ်10နှစ်လုံးတစ်နှစ်ကို100ပြသွားမှာဖြစ်ပါတယ်ဒါပေမဲ့နောက်နှစ် year 2ကစပြီးတော့6နှစ်လုံးဒီပတ်စံမထွက်ပါဘူးဒါကြောင့် depreciation ဒီပတ်စံမထွက်တဲ့ expense လို့သိထားရမှာဖြစ်ပါတယ်ဒီ expense တွေဒီ profit and loss ဇယားရဲ့ expense ခေါင်းစဉ်အောက်မှာ depreciation ဆိုတဲ့နာမည်နဲ့ပြမယ် expense ပါပြီးပြီဆိုရင် balance sheet မှာဘယ်လိုပြမလဲစက်ကြည့်အောင် balance sheet ရဲ့ fixed asset အောက်မှာmachine ဆိုတဲ့အကြောင်းအရာကိုစဉ်းရင်သွင်းပြပါမယ် cost တွေက accumulated depreciation ကိုနှုတ်ရင် net book value ရပါတယ် balance sheet မှာဒီပုံစံနဲ့ column 3ခုခွဲပြီးပြရမှာပါအဲ့တော့ဥမာ year 1အနေနဲ့တွေးကြည့်အောင် year 1မှာသူ့ရဲ့မူရင်းတန်ဖိုး cost ဒီ3000ပါသူ့ရဲ့စုစုပေါင်း depreciation ကိုပြောမယ်ဆိုရင်အခုမှစတွက်မှာမလို့ opening depreciation မရှိပါဘူးဒီနေ့ရဲ့ depreciation က100ပေါင်းလိုက်ရင်လည်း100နှုတ်လိုက်တဲ့ချိန်မှာအသရင် net book value ဒီ900တန်ပါတယ်ဒါက year 1အတွက်ပါနောက်တစ်ခါ year 2အတွက်စဉ်းစားရအောင် year 2မှာဆိုရင်လေဒီ machine ရဲ့တန်ဖိုးက3000ပါပဲအဲ့တော့ year 2ကိုရောက်လာပြီဖြစ်တဲ့အတွက်ကြောင့်မနစ်ကတော့တွက်ခဲ့တဲ့300 depreciation ရဲ့ဒီနှစ်ထပ်တွက်လိုက်တဲ့300 depreciation ရဲ့ပေါင်းလိုက်ရင်သူ့ရဲ့စုစုပေါင်း depreciation ဒီ300ပါအဲ့တော့ net book value ဆိုတာက net book value ကိုလိုချင်နေဆိုရင် cost ထဲက accumulated depreciation ကိုနှုတ်ရပါတယ် net book value ကဘယ်လောက်လဲဆိုရင်800ပါနှစ်နှစ်စာ depreciation နှုတ်ပြီးသွားပြီဖြစ်လို့သူ့ရဲ့ machine ရဲ့တန်ဖိုးဒီ800ပဲရှိပါတော့တယ် year 3ကိုဆက်ကြည့်မယ်ဆိုရင်ငွေရင်းတန်ဖိုးက1000ပါ year 3ကိုကြည့်မယ်ဆိုရင်ငွေရင်းတန်ဖိုးက1000ပါ opening နေ့အထိ depreciation တွက်ခဲ့ပြီးတာက200ပါဒီနှစ်ထပ်တွက်မှာက100ပေါင်းလိုက်ရင်300 1000နဲ့က300ကိုနှုတ်ရင်900ဆိုတဲ့ net book value ရပါတယ်ဒါဆိုရင် fixed asset လို့သတ်မှတ်လိုက်ပြီဆိုတာနဲ့ depreciation တွက်ရပါမယ်အဲ့ depreciation ဒီနှစ်ကြိမ်ဘယ်လိုဆင်းရင်သွားလဲဆိုရင် depreciation ဆိုတဲ့ expense account မှာ debit ပြပါတယ်သူက profit and loss ဆင်းကိုသွားမှာပါ balance sheet ရဲ့ fixed asset ခေါင်းစဉ်အောက်မှာရှိတဲ့ accumulated depreciation ဆိုတဲ့စုစုပေါင်းတန်ဖိုးရောမှာပေါင်းပေးရပါတယ်
အဲ့ဒီစုပေါင်းတန်ဖိုးရော့သည် fixed asset ရဲ့ cost တွေကနေနှုတ်မဲ့အချက်ပါ fixed asset ရဲ့ cost တွေကနှုတ်တာသည် accumulated depreciation မှာပေါင်းတာနဲ့အတူတူပါပဲဒါက depreciation ရဲ့အစင်းအသွင်းပုံပါဒါဆို capital expenditure လို့သတ်မှတ်လိုက်ပြီဆိုတာနဲ့ fixed asset လို့သတ်မှတ်လိုက်တာနဲ့အတူတူပဲ fixed asset လို့သတ်မှတ်လိုက်ပြီဆိုရင်သူ့ကို depreciation တွက်ဖို့လိုပါတယ်။ depreciation အကြောင်းလေးကိုဒီနေ့ video လေးမှာအသေးစိတ်ထပ်ပြီးတော့ရှင်းပြပေးထားပါတယ်။အခု video လေးကမိတ်ဆွေတို့အတွက်အကျိုးရှိလိမ့်မယ်လို့ယုံကြည်ပါတယ်။10ရက်တာလုံးမှာ real life အတွက် finance ဆိုတဲ့ခေါင်းစဉ်လေးနဲ့အခြေခံကျတဲ့ finance နဲ့ပတ်သက်တဲ့အချက်တွေကိုမျှဝေပြီးသွားတာဖြစ်ပါတယ်။နေ့ရက်တိုင်းကိုအာယုံစိုက်ပြီးတော့လိုက်နားထောင်ပေးတဲ့ဒုတိယချင်းစီကိုကျေးဇူးတင်ပါတယ်။ဒီထက်ပိုပြီးတော့အဆင့်မြင့်အသေးစိတ်လေ့လာခြင်းနဲ့ဆိုရင်နောက်ထပ် video တွေမှာပြန်လည်ပြီးတော့ဆုံတွေ့ပါမယ်။ဒီ program လေးကတော့ဒီ10ရက်တာမှာပြီးသွားပြီဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။